အားလုံးမင်္ဂလာပါဗျာနေ့စဉ်သတင်းသုံးသက်ချက်တွေကြည့်နေတာဖြစ်ပါတယ်ဒီနေ့က28ရက်9လ2026ဒီနေ့မှာကျွန်တော်အဓိကဆွေးနွေးမှာတော့ဒီငញ្ញမ်းရေးနဲ့ပတ်သက်ပြီးတော့နော်ငញ្ញမ်းရေးနဲ့ပတ်သက်ပြီးတော့ဒီအပေးယူကိစ္စတွေပေါ့နော်ဒါလေးတွေရှိနေအဲ့ဒါလေးကိုကျွန်တော်ဆွေးနွေးမယ်ဗျနောက်တစ်ခုကဘာလဲဆိုတော့ဒီ PBA တွေအတွက်ကိုအိမ်မက်ဆိုးတွေမတ်ဘယ်လိုခေါ်မလဲအိမ်မက်ဆိုးမရလောက်တဲ့စင်ကာပူအစိုးရရဲ့အရေးယူမှုတစ်ခုပေါ့ဗျကျွန်တော်အဲ့ဒါကိုသုံးသပ်မယ်နောက်တစ်ခုက information လေးပါဒီတီလိုဝါစိတ်ကန်းကိုစီတင်တင်မော၄စီးဝင်လာတာနဲ့ကျွန်တော်ယထာနဲ့ခီးသွားတဲ့သူတွေလိုက်နာရမယ်စီကန်ချက်တွေကျွန်တော်အဲ့ဒါကိုသုံးသပ်မယ်နောက်တစ်ခုကဘာလဲဆိုတော့ NUG အုပ်စုက SCFC တို့ SCEF ပေါ့ SCEF လို့နာမည်ပြောင်းပြီးတော့ကျွန်တော် SCEF လို့နာမည်ပြောင်းတော့ဒီကောင်တွေဘာကြောင့်နာမည်ပြောင်းတာလို့လိုက်ရှာကြည့်တော့ဘယ်ဟုတ်မလဲသူက SCEF ဖွဲ့ဖို့အတွက်ကိုဒေါ်လာတန်း300လိုအပ်တယ်ဆိုအဲ့တော့ SCEF ဖွဲ့ရဆိုတာ NUG အုပ်စုဟာခေါင်းစဉ်ပြောင်းပြီးတော့ပတ်စံရှာတဲ့အလုပ်တစ်ခုပေါ့နော်ကျွန်တော်အဲ့ဒါကိုသုံးသပ်မယ်ဒီနေ့အဲ့သတင်း၄ပုတ်ကိုကျွန်တော်သုံးသပ်ကြည့်နေတယ်ဗျာ PP နံပါတ်3996 0342 0358ကနေတဆင့်ကျွန်တော်တို့ကိုလှူဒန်းနေတဲ့သူတွေကူညီနေတဲ့သူတွေထောက်ပံ့နေတဲ့လူတွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ Viber နံပါတ်39966358 0303ကနေတဆင့်သတင်းတွေပေးဖို့နိုင်ပါတယ်ကျွန်တော်တို့ကို Viber နံပါတ်39966358 0303ကနေတဆင့်သတင်းတွေပေးဖို့နေတဲ့လူတွေအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်လို့เนาะကျွန်တော်ဒီလိုပြောချင်တယ်ကျွန်တော်တို့ကပြီးခဲ့တဲ့ဒီတစ်ပတ်အတွင်းမှာပေါ့ဗျာဒီလထဲမှာကျွန်တော်တို့ခီးသွားတယ်တော်တော်များတယ်ဗျခီးသွားကျွန်တော်တို့တော်တော်များများပေါ့နော်မြန်မာပြည်အောက်ပိုင်းတော်တော်များသွားတယ်ဟုတ်လားကျွန်တော်တို့ AOI တိုင်းနောက်ပြီးတော့ကျွန်တော်တို့ဟုတ်လားဒီဟိုနင်းဘက်မြေလက်ဒေတာဘက်တော်တော်များများပေါ့နော်ရန်ကုန်တိုင်းနဲ့တော်တော်နေဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီလထဲမှာကျွန်တော်တို့သတင်းသုံးသက်ချက်တွေအတော်လေးနည်းတာကိုတွေ့ရလိမ့်မယ်เนาะအဲ့တော့ကျွန်တော်တို့အဲ့အတွက်လည်းကျွန်တော်တို့တောင်းပန်ပါတယ်ကျွန်တော်ပြည်သက်တွေကျွန်တော်တို့ဖုန်းဆက်တယ်စာတွေပို့တယ်ကွန်မင်းသတင်းသုံးသက်ချက်တွေလုပ်ပါအောင်ဆိုကျွန်တော်တို့ပို့ကြတယ်ကျွန်တော်တို့လည်းပြည်လင်ပြောရရင်ခီးထွက်နေတဲ့အချိန်မှာကြတော့ကျွန်တော်တို့သတင်းသုံးသက်ချက်လုပ်ဖို့သိမလို့မလို့ဆိုတာပြောရရင်ကျွန်တော်တို့ကသွားရင်လာရင်ကဟိုတဲတဲ့နေရာတွေပါတယ်ပေါ့ဗျာဒါတွေဟိုတချို့ဟာတွေကြတော့လဲနည်းနည်းအားနာမဲ့လူတွေပါရှိတာပေါ့ဒါကြောင့်မလို့ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကသတင်းသုံးသက်ချက်သိမလို့ဆိုတော့အဲ့လိုခီးသွားတဲ့အချိန်တွေပါဒီမှာကြားလို့ရှိရင်သတင်းသုံးသက်ချက်မလုပ်နိုင်ရင်လည်းကျွန်တော်တို့ခွင့်လွှတ်ပါလို့เนาะတစ်ခါလေကြားရင်လည်းကျွန်တော်တို့ဟိုနည်းနည်းတခြားကိစ္စတွေလုပ်နေတဲ့အတွက်လည်းကျွန်တော်တို့သတင်းသုံးသက်ချက်တွေမလုပ်နိုင်တာရှိတယ်เนาะအဲ့အတွက်လည်းကျွန်တော်တို့ခွင့်လွှတ်ပေးကြပါတော့ကျွန်တော်ဒီလိုပြောချင်တယ်เนาะဆိုတော့ကျွန်တော်ခုနပြောခဲ့သလိုပဲဗျလက်ရှိအနေထားမှာမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကချိတ်ဆက်နေတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လည်းနိုင်ငံတော်အကြီးအကဲတွေကပြောထားတာရှိတယ်เนาะသူ့ပုံနဲ့လည်းငင်းရေးပဲလုပ်ပြီးတော့ဖွံ့ဖြိုးတိုးတက်ရေးကိုမလုပ်ဘဲထားနေရတော့မဟုတ်ဘူးပေါ့နော်ဒါလည်းအားလုံးမြင်ပါတယ်ကျွန်တော်တို့သုံးသက်ပြခဲ့ပြီးပြီအဓိကကတော့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ငင်းရေးပေါ့နော်ဒါကိုတွန်တွဲပြီးသွားနေတာတွေ့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကဘာဟာကလေးတစ်ခုလာတွေ့လဲဆိုတော့မင်းတို့ဒေတာဖွံ့ဖြိုးတိုးတက်ခြင်းရင်မင်းတို့ငင်းရေးကိုတိဆောက်ပါလို့ပြောနေတဲ့ information တစ်ခုအဲ့ဒါကကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့တိတိကျကျတော့တွေ့ရတယ်နော်ဆိုတော့နိုင်ငံတော်အစိုးရပြောနေတာကဖွံ့ဖြိုးတိုးတက်မှုလိုချင်လားလိုချင်မင်းတို့ဒေတာမင်းတို့ငြိမ်းချမ်းဖြစ်အောင်လို့အဲ့တော့ငြိမ်းချမ်းမှုမရှိဘူးပြည်သူလူထုကိုတိုက်ခိုက်တယ်အစိုးရအဆောက်အအုံတွေကိုတိုက်ခိုက်တယ်အစိုးရအဖွဲ့အစည်းတွေကိုတိုက်ခိုက်တယ်လမ်းပန်းတွေကိုဟုတ်လားလမ်းတွေကိုဖျက်ဆီးတယ်တရားတွေကိုဖြိုခွဲရဆိုရင်တော့ဒီဒေတာဟာငြိမ်းချမ်းမရှိတဲ့ဒေတာလို့အစိုးရသတ်မှတ်မယ်သတ်မှတ်ပြီးတော့အဲ့ဒေတာကိုဘုံကျဲရင်လည်းကျဲမယ်စစ်ကြောင်းထိုးရင်လည်းထိုးမယ်အဲ့ဒီတိုင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အားလုံးကိုရပ်တန့်ထားမယ်ဆိုတဲ့သဘောကျွန်တော်တို့ဒါကိုသွားတွေ့အဲ့တော့ကိုဒေတာကိုတကယ်အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လူတဲ့လက်နက်ကင်အုပ်စုတွေကအစိုးရနဲ့လာပြီးထိတွေ့နေတာကျွန်တော်တို့တွေ့ရတယ်အစိုးရလည်းပြောထားတယ်မင်းတို့ဘယ်လိုအခြေအနေကြမှာလာခဲ့ပါဘယ်လိုအခြေအနေကြရင်မလာပါနဲ့သူပြောထားတယ်သူမပြောထားဘူးနော်မင်းတို့ဘယ်အခြေအနေကြမှာလာပါဘယ်အခြေအနေကြရင်မလာပါနဲ့သူမပြောထားဘူးလာခဲ့ဘာတတ်မှတ်ချက်မှမရှိဘူးမင်းတို့လာငင်းချမ်းလူတဲ့ဆန္ဒတစ်ခုနဲ့သာလာဆွေးနွေးအဲ့ငင်းချမ်းလူတဲ့ဆန္ဒဆိုတဲ့နောက်မှာလဲကိုလက်နက်ကင်ထားတဲ့ဒေသဖွံ့ဖြိုးတိုးတက်ခြင်းနဲ့စိတ်စေတနာအမှန်တကယ်ရှိရမယ်ဒါမျိုးပေါ့နော်လက်နက်ကင်ထားပြီးတော့အစိုးရနဲ့ဆွေးနွေးတယ်ဆွေးနွေးပြီးလက်နက်ကင်အုပ်စုလေးတစုတွေကကောင်းစားနေတာမျိုးအစိုးရလက်မခံဘူးလက်နက်ကင်ထားတဲ့အုပ်စုတွေလာဆွေးနွေးရဆိုတာနဲ့ဟုတ်ပြီပထမဆုံးအချက်ကတော့မင်းတို့အခွင့်အရေးကိုမတောင်းဆိုနဲ့စာတင်ကြောင်းတွေစေးရုံတွေနောက်ပြီးတော့
အဲ့ဒီဒေသမှာရှိတဲ့လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအစိုးရကလှုပ်ဆောင်နိုင်မှုအတွက်ဒီဘက်ကအစိုးရရန်နေရာတစ်ခုတည်ဆောက်မယ်အဲ့လိုတည်ဆောက်နေတဲ့အချိန်မှာပဲတစ်ဖက်မှာမင်းတို့လက်နက်ကိုင်တွေအတွက်ဆွေးနွေးမယ်ဒါမျိုးသွားနေတဲ့သဘောကိုကျွန်တော်တို့သွားတွေ့ရတယ်အဲ့တော့လက်ရှိအနေထားမှာမိမိဒေသကိုဟုတ်လားဟိုစစ်မှတ်မဖြစ်လို့တဲ့နော်စစ်မှတ်မဖြစ်လို့တဲ့လက်နက်ကင်တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေမိမိဒေသမှာရှိတဲ့ပြည်သူလူထုတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကျန်းမာရေးပညာရေးပေါ့နော်ဒါတွေကိုအလေးထားတဲ့တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေတော်တော်များများကအစိုးရနဲ့လာရောက်ထိတွေ့ပြီးတော့ငင်းငင်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်နေတာကိုကျွန်တော်တို့တွေ့ရတယ်။တချို့လက်နက်ကင်အုပ်စုတွေကတော့မလာကြသေးဘူး။မလာကြသေးဘူးဆိုတော့အဲ့တော့ငင်းငင်းရေးဆွေးနွေးတာတရက်နောက်ကြရင်အဲ့ဒီဒေတာရဲ့ဖွံ့ဖြိုးမှုတရက်နောက်ကြမှာပဲကျွန်တော်တို့ဒီလိုမှမြင်တယ်နော်။ဒါကကျွန်တော်ဘယ်သူမှလိုက်ပြောနေတာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့မှန်တယ်ငင်းချမ်းမှုမရှိပဲဖွံ့ဖြိုးတိုးတက်မှုလုပ်လိုက်ရင်အဲ့ဒီဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့ငွေကြေးတွေကအလားတူဖြစ်သွားမယ်။ဘာလို့အစိုးရဒီကိစ္စတွေကနိုင်ငံဘဏ္ဍာကနေစိုက်ထုတ်လုပ်ကြရတာအဲ့တော့နိုင်ငံဘဏ္ဍာတွေအလားတူဖြစ်သွားမယ်အဲ့တော့အစိုးရကတိကပါလဲဒီဘက်မှာငင်းငင်းရေးဆွေးနွေးနေတဲ့ကာလမှာတစ်ဖက်မှာမင်းတို့ဒေတာမှာရှိတဲ့စာတင်ကျောင်းတွေဆေးရုံတွေလမ်းတရားတွေလူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအစိုးရတာဝန်ယူလုပ်ဆောင်ပေးမယ်ဒီလိုသွားနေတာကိုကျွန်တော်တို့တွေ့ရတယ်ဘာလို့လဲကျွန်တော်တို့ကလည်းအဓိကအဖြစ်တော့ဒီငင်းငင်းရေးလုပ်ငန်းစဉ်တွေပတ်သက်ပြီးကျွန်တော်တို့တော်တော်လေ့လာတာတွေ့ရတယ်ငင်းငင်းရေးလုပ်ငန်းစဉ်တွေဟာကျွန်တော်တို့ဗဇက်ပြောသလောက်မလွယ်ဘူးဒါလည်းတွေ့ရတယ်ဗဇက်ပြောသလောက်တော့လွယ်လွယ်လေးတော့မဟုတ်ဘူးအချိန်တိုနဲ့ပြီးသွားလိမ့်မယ်လို့လည်းမမျှော်မှန်းနဲ့ဘာကြောင့်လဲလူချင်းဆွေးနွေးရတာဖြစ်တဲ့အတွက်အမြင်မတူတာရှိမယ်သဘောထားမတူတာတွေသဘောထားမတိုက်ဆိုင်တာတွေရှိမယ်ဆိုအဲ့ဒါတွေကိုညှိရတာဆိုတော့လွယ်လွယ်လေးတော့မပြီးတော့ဘူးလွယ်လွယ်လေးနဲ့လည်းမဖြစ်လာနိုင်တော့ဘူးကျွန်တော်တို့သုံးသပ်တယ်နောက်တစ်ခုကဘာလဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်ကတချို့ဒေသတွေမှာရှိတဲ့တိုင်းသားလက်နက်ကင်တွေနဲ့ဒီဘက်ကတက်မတော်နဲ့ဆိုရင်တစ်ဖက်နဲ့တစ်ဖက်ကအသေးလဲတိုက်ထားကြတာအသေးကြီးတကယ်ကိုဟလာဟိုတိုက်ထားကြတာတကယ်လဲတေကြကြေကြတယ်ဆိုအဲ့လိုနှစ်ဖွဲ့ဟာဇပွဲဝိုင်းလေးတစ်ခုပေါ်မှာလက်ဖက်ရည်ယူနေကြလေးတောက်ပြီးလက်ဒီလိုလက်ဆွဲနှုတ်ဆက်ရတယ်ဆိုရဲအလုပ်ဟာတော်ယုံတန်ယုံအာကတက်တိနဲ့တော့မဖြစ်လာနိုင်ဘူးတော်ယုံတန်ယုံကိုဒေတာကိုဖွံ့ဖြိုးတိုးတက်ချင်ပါတယ်ဆိုတဲ့ဇွဲစိတ်လောင်းနဲ့တော့မဖြစ်လာနိုင်ဘာကြောင့်လဲဆိုတော့တကယ်ဟလားတယောက်နဲ့တယောက်ရန်သူဆိုတာကဟိုဘယ်လိုပါစပ်ပြောရန်သူမဟုတ်တကယ်တိုက်ကြခိုက်ကြတေကြကြေကြပြီးတော့မှလက်ဆွဲနှုတ်ဆက်ရတဲ့အဆင့်ဆိုတော့တော်တော်ကိုတန်ဒိဋ္ဌံခိုင်မာမှစပွဲဝိုင်းကိုရောက်လာကြလိမ့်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်အဓိကတော့ကျွန်တော်ဒီနေ့သုံးသပ်ချင်တာသတင်းလေးတစ်ပုဒ်ပေါ်မှာဘယ်လိုခေါ်မလဲအခြေပြုပြီးကျွန်တော်သုံးသပ်ချင်တာအဲ့ဒီသတင်းကကျွန်တော်ဖတ်လိုက်ရတာဘာလဲဆိုတော့ကိုကန့်ကတဲ့ကွမ်လုံတိန်ဒီကုတ်ခိုင်ကိုပြန်ရလျင်ဆွေးနွေးရေးအမြန်ဖြစ်နိုင်တယ်ဆိုပြီးတော့နိုင်ငံရေးလေးလာသုံးသပ်သူတယောက်ရဲ့သုံးသပ်ထားတာကိုအခြေခံပြီးဒီသတင်းကိုတိစောက်ထားတာအဲ့မှာသူရေးထားတာဘယ်လိုလဲဆိုတော့ကျွန်တော်သတင်းကိုရဖတ်ပြမယ်ပြီးရင်ကျွန်တော်နည်းနည်းသုံးသပ်မယ်ကိုကန့်တပ်ဖွဲ့တို့လူသိများတဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA အနေဖြင့်ပိမ့်ပိုက်ရရှိတာသောမြို့များအနက်ကွမ်လုံတိန်ဒီကုတ်ခိုင်သုံးမြို့ကိုနိုင်ငံတော်ထံပြန်လွှဲပေးပါကတွဲဆုံဆွေးနွေးရေးအလင်းအမြန်ဖြစ်သွားနိုင်ကြောင်းနိုင်ငံရေးလေးလာသုံးသပ်သူတယောက်ကသတင်းဌာနတစ်ခုကိုပြောရဲတဲ့အဲ့လိုရေးထားတယ်ပထမဆုံးအဲ့ဒါနဲ့ပတ်သက်လို့ပြောချင်တာကတဲ့ကိုကန့်ကတကယ်ကြတော့ပြောရမယ်ဆိုရင်သူအခုယူထားတဲ့အထဲမှာကွမ်းလုံဆိုပါတော့တဲ့တိန်းလီဆိုပါတော့ကုတ်ကင်ဆိုပါတော့ဒါတွေအားလုံးကသူနဲ့လုံးဝမဆိုင်ဘူးတဲ့တမိုင်းကြောင်းလည်းမရှိဘူးအထူးသဖြင့်ဒီကွမ်းလုံဆိုတာကတဲ့ဗြိတိရှအစိုးရကကိုကန့်နဲ့ဝဒေတာအတွက်ကိုထိမ့်ဖို့ဆိုပြီးတော့ဗြိတိရှအစိုးရကတက်ချထားတဲ့နေရာဖြစ်တယ်တဲ့ဟိုကလေးကဘောတဲ့ယူနီယံဘောတဲ့ပြည်တော်စုကနေအုပ်ချုပ်ထားခဲ့တဲ့နေရာဖြစ်တယ်တဲ့သူတို့အစင်လာရသူတို့မဆိုင်ဘူးမပိုင်ဘူးတဲ့ဒီနေရာမျိုးသူတို့မယူသင့်ဘူးလေတဲ့ဖယ်ပေးလိုက်လေအားလုံးကိုတတ်တာပြပြီးတော့ကျွန်တော်တို့နိုင်ငံတော်ကိုပြန်လွှဲပေးပါတယ်ခမရဆိုလို့ရှိရင်ပြည်စုံဆွေးနွေးကအလင်းမြန်ဖြစ်သွားမှာပေါ့တဲ့သူကဆွေးနွေးမယ်ဆိုရင်ဒီကလက်ခံပါပဲတဲ့သူကတစ်ဖက်သက်တရုတ်ဖြစ်နေတော့ဒီကိစ္စကလည်းတရုတ်အမျိုးသားရေးကိုလည်းထိခိုက်မှာဆိုတယ်ညင်သာတိမ်မွေ့တယ်ပေါ့နော်တဲ့အဓိကက तू ပေးစရာရှိတာ तू ဖြည့်စည်းရတဲ့ဥစ္စာတဲ့ तू မပေးသေးဘူးလေတဲ့တိမ်ဒီကုတ်ခိုင်ကွမ်းလုံးပြန်မပေးအပ်သေးဘူးဒီ
ဒီအနေထားတစ်ခုတော့ကျွန်တော်တို့မြင်နေဆိုရင်နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်ကသတင်းဌာနတစ်ခုအဲ့လိုပြောတယ်သူစိတ်ရေးထားတာကတရုတ်နဲ့ MNDAA ခေါင်းဆောင်ပိုင်းတို့ဟာတဲ့ဇူလိုင်လအတွင်းနှစ်ကြိမ်တွေ့ဆုံခဲ့ကြပြီးတရုတ်က MNDAA အားနေပြည်တော်နဲ့ငြိမ်းချမ်းရေးဆွေးနွေးရန်တိုက်တွန်းခဲ့ကြောင်းသိရတယ်တဲ့ဒါအပြင်ဇူလိုင်လအတွင်းမှာပဲမြန်မာတပ်မတော်မှာကိုယ်စားလှယ်အဖွဲ့နဲ့ကိုးကန့်တပ်ဖွဲ့ဟာလာရှိုးမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်မြန်မာတပ်မတော်ဘက်မှတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့်တိန်နီမြို့အပါအဝင် MNDAA ထိန်းချုပ်ထားသောမြို့အချို့ကိုပြန်လည်လွှဲပြောင်းပေးရန်တောင်းဆိုခဲ့တယ်။ဒါကြောင့်မို့ကိုးကန့်တပ်ဖွဲ့ကလာမယ့်ဩဂုတ်လတွင်နေပြည်တော်နှင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးကြမည်ဟုလည်းသတင်းများထွက်ပေါ်လျက်ရှိတယ်။လက်ရှိမှာနေပြည်တော်ဘက်မှ MNDAA TNLA အားတွေ့ဆုံဆွေးနွေးရေးအတွက်ဖိတ်ခေါ်ထားပြီးဖြစ်ကာတဲ့။ UWSA SSPP NDAA တို့နဲ့လည်းထပ်မံတွေ့ဆုံကြမည်ဖြစ်ကြောင်း AA နှင့် KIA ကမူတပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေစေဖြစ်သည့်အတွက်ဆွေးနွေးရန်ဖိတ်ခေါ်ထားသည်ဟုမကြားမိကြောင်းငင်းငင်းလုပ်ငန်းစဉ်တွေပေါင်းလှုပ်ဆောင်နေသူတယောက်ကအဲ့သတင်းဌာနကိုပြောတယ်တဲ့ကိုကန့်နဲ့ TNLA ကနည်းနည်းကွာမှာပေါ့တဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကန့်ကသူကနေဆက်ဂိတ်တွေဘာတွေနဲ့သူတို့ကချုပ်ကင်ထားတဲ့အတွက်ကြောင့်မို့လို့ဒီကိစ္စအတွက်နှစ်ဖက်စလုံးကအစင်သင့်ဖြစ်ရင်တော့တွေ့ဆုံဆွေးနွေးကြလိမ့်မယ်လို့မြင်တယ်တဲ့အခုလောလောဆယ်သိရတဲ့လောက်ဆိုရင်တဲ့ကိုကန့်နဲ့ TNLA ကြတော့သူတို့ကဖိတ်ခေါ်ပြီးသားဖြစ်တယ်လို့သူတို့လာမှာပဲဝါတို့ SSPP တို့မိုင်းလာတို့လည်းထပ်တွေ့မယ်လို့ကြားတယ်တဲ့သို့တော်လည်းအခုလောလောဆယ်မှာတော့ KIO တို့ AA တို့နှစ်ဖွဲ့ကတော့တပ်မတော်နဲ့တိုက်နေတဲ့ဖြစ်တဲ့အခါကျတော့ဆွေးနွေးဖို့ဖိတ်ခေါ်မှုတွေမကြားမိသေးဘူးတဲ့လောလောဆယ်တဲ့သို့တော်လည်းသူတို့ကလုံးဝမဖိတ်ခေါ်ဘူးလို့မဆိုလိုပါဘူးတဲ့နေပြည်တော်ကလူကြီးတွေပြောပါတယ်တဲ့သူတို့အချိန်ကြလာရင်ကျွန်တော်တို့ဆွေးနွေးရမှာပဲတဲ့မဆွေးနွေးမဲ့အဖွဲ့ဆိုတာမရှိပါဘူးအဲ့လိုပြောထားတာရှိတယ်တဲ့ NSPNC ရတဲ့2026ခုနှစ်ဇွန်လ18ရက်နေ့18ရက်နေ့နဲ့မြို့သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA နဲ့ဝါပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီးမြောက်ပိုင်းအဖွဲ့များအားလာမည့်ဩဂုတ်လ၌နေပြည်တော်သို့လာရောက်၍ငြိမ်းချမ်းရေးဆွေးနွေးရန်ပြောဆိုခဲ့ကြရင်ဖြစ်တယ်2026ခုနှစ်ဇူလိုင်လ19ရက်မှာညီနောင်မဟာမိတ်3ဘွဲတို့အနက်တအောင်းတက် TNLA ရတဲ့အစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးသည့်ပထမဆုံးဖွဲ့ဖြစ်လာခဲ့ပြီး NSPNC နဲ့နေပြည်တော်၌ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ကြတယ်တဲ့ဆွေးနွေးပွဲမှာ TNLA ဘက်က၎င်းတို့ထိန်းချုပ်ထားသည့်ဒေသများအားပလောင်ပြည်နယ်အဖြစ်တတ်မှတ်ပေးရန်တောင်းဆိုခဲ့ပြီးပြည်အောင်စုကခွဲထွက်မှာမဟုတ်ပဲငြိမ်းချမ်းရေးဆွေးနွေးပွဲများနဲ့ဆက်လက်ပါဝင်သွားမည်ဆိုဆွေးနွေးခဲ့ကြအောင်သိရတယ်လို့ရေးထားတယ်။အဲဒီသတင်းမှာသူကရေးထားတာကတော့အဓိကတော့ကျွန်တော်ဒီ MNDAA ပေါ့နော် MNDAA ရဲ့နဲ့အစိုးရနဲ့ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြားမှာသူဒီနိုင်ငံရေးလေးလာသုံးသက်သူပြောတဲ့သဘောအရဆိုရင်ဒီနယ်မြေ၃ခုပေါ့နော်တိန်နီတို့ဟလားဒီကုတ်ခိုင်တို့ပေါ့နော်ဒါတွေကုတ်ခိုင်တို့ကွမ်းလုံးတို့ပေါ့နော်ဒီဟာတွေအတွက်ကိုနည်းနည်းလေးစကားပြောနေတဲ့သဘောရှိတာပေါ့လက်ရှိအနေထားမှာအခုကျွန်တော်ဒီဖတ်လိုက်တဲ့သတင်းရဆိုရင် MNDAA ရှိမယ်ဟလား TNLA ရှိမှာပေါ့နော် TNLA ရှိမယ်နောက်ပြီး UWSA တို့ SSPP တို့ NDAA တို့ပေါ့နော်အဲ့ဒီထဲမှာ TNLA ကတော့ဆွေးနွေးတဲ့ပါလာတယ်ဆွေးနွေးတဲ့အခါကျကျွန်တော်တို့ကစစ်တိုက်နေရတဲ့ဆိုင်ဆွေးနွေးရတာပိုကောင်းတာပေါ့ဗျာဆွေးနွေးတော့တယောက်နဲ့တယောက်ငြိမ်းချမ်းတဲ့နည်းနဲ့ဖြည့်ရှင်းတယ်လို့ကျွန်တော်ဆိုကြပါတော့နော်ဒါပေမဲ့ MNDAA နဲ့ပတ်သက်ပြီးတော့ခုနကဒီနိုင်ငံရေးလေးလာသုံးသက်သူပြောသွားတဲ့သဘောကတော့ဒါဒီ MNDAA ထိန်းချုပ်ထားတဲ့တိန်နီတို့ကုတ်ခိုင်တို့ဒီကွမ်းလုံတို့ဒီဒေသတွေကအရင်တည်းက MNDAA ပိုင်တဲ့ဒေသတွေမဟုတ်ဘူးပေါ့နော်အဲကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဒီလက်ရှိအနေထားမှာနယ်မြေအပေးယူကိစ္စတွေနည်းနည်းလေးစကားပြောနေတဲ့သဘောရှိတယ်ဒါပေမဲ့ UWSA တို့ဟလာကျွန်တော်ဒီဘက်မှာ SSPP တို့ NDAA တို့က NDAA ဆိုတာမိုင်းလာပေါ့ဗျာသူနဲ့ပတ်သက်တာကတော့သူကတော့သူရရှိထားတဲ့နယ်မြေနဲ့ပတ်သက်ပြီးတော့သူတို့ကတိတ်ပြီးတော့နေကြော်တာမတွေ့ရအောင် UWSA ရောဒီလိုပဲပေါ့နော်ဆိုပြောရရင်တော့လက်ရှိအနေထားမှာဒီမြောက်ပိုင်းမှာပေါ့နော်မြောက်ပိုင်းဒေသကအစိုးရအနေနဲ့ကာယတွေ့ရတော်တော်လေးခက်တဲ့သဘောရှိတယ်ဘာကြောင့်လဲဆိုတော့ဒီဘက်မှာရှိတယ်ဥမာပြင် MNDAA တို့ဟုတ်လားဒီ UWSA တို့ဆိုတာပြောရရင်တရုတ်နယ်တယ်သူတို့ရဲ့ဟုတ်လားလောက်ကန်ဆောင်ရွက်ပုံတွေတော်တော်များများကတရုတ်နဲ့ပုံနီးစပ်တယ်ငွေကြီးသုံးဆွဲတာတော့အဓိကအဖြစ်ဝမ်ကိုရွှမ်ကိုတေအဓိကသုံးဆွဲကြတယ်ပေါ့နော်ဆိုတော့စကားပြောတာလဲတရုတ်စကားပြောတာများတယ်အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့တရုတ်ကလည်းတစ်ဖက်မှာရှိတယ်သူတို့ဒါတွေကိုသူတို့ဖိအားပေးတာတွေလည်းရှိမှာပေါ့နော်ရှိရင်ရှိမှာပေါ့ကျွန်တော်တို့ကဒါအတိအကျမသိဘာကြောင့်လဲဆိုတော့အဓိကအဖြစ်ဒီဟလာ UWSA တို့ MNDAA တို့လိုရတဲ့စီးပွားရေးရိတ်ခါတွေတော်တော်များများတရုတ်နိုင်ငံတင်သွင်းနေရတယ်ရှိတာပေါ့နော်အဲ့တော့တရုတ်ကလွှမ်းမိုးမှုရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒီဘက်ကအဲ့ရှမ်းမြောက်ဘက်မှာရှိတဲ့အဖွဲ့တွေနဲ့
ငင်းငင်းဆွေးနွေးရတယ်ဆိုတာလက်ရှိနိုင်ငံတော်အစိုးရအနေနဲ့ကလည်းသူကဘာလဲဆိုတော့အစိုးရတည့်ရဆိုတာအချိန်တစ်ခုပဲတောင်းယူရတာလေဟုတ်လားအချိန်တစ်ခုပဲတောင်းယူရအဲ့တော့သူတို့တောင်းယူတဲ့အချိန်တစ်ခုအတွင်းမှာပြောင်းစုမှာပါဝင်နေတဲ့နေမြေတွေကိုဟုတ်လားတခြားတစ်ဖွဲ့ကိုပဲပေးလိုက်ရတာဖြစ်ဖြစ်ဆုံးရှုံးသွားတာပဲဖြစ်ဖြစ်ဆိုရင်နောင်တက်လာမယ့်နောင်မျိုးဆက်တွေအနေနဲ့တစ်ချိန်ချိန်မှာပြောစရာဖြစ်လာနိုင်တယ်အဲ့တော့လက်ရှိအနေထားမှာဒီလက်ရှိဟုတ်လားဒီအစိုးရအနေနဲ့လေတမိုင်းဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ဒီရွေးကောက်ခံအစိုးရအနေနဲ့လေသူဒီငင်းငယ်ရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်တဲ့အပေးယူတွေကိုသတိထားပြီးလှုပ်ဆောင်နေတာတွေတွေ့ရတယ်သတိထားပြီးလှုပ်ဆောင်နေတာတွေတွေ့ရတယ်ဆိုတော့အဲ့တော့ဒါပေမဲ့လည်းတစ်ဖက်မှာငင်းငယ်ရေးဆွေးနွေးဖို့အတွက်ကိုသတိထားလှုပ်ဆောင်နေပေမဲ့နောက်ဆုံးနယ်မြေကိစ္စနဲ့ပတ်သက်လို့ပြောမရရင်တော့အဲ့နယ်မြေကိစ္စနဲ့ပတ်သက်ပြီးစစ်ပွဲတွေပြန်ဖြစ်လာနိုင်တယ်ဒါကျွန်တော်သုံးသပ်တာနော်ဟိုမှာရှိတဲ့ KIA နဲ့ AA ကြတော့ဗာလဲဆိုတော့ KIA နဲ့ AA က KIA ဆိုလို့ရှိရင်လေနယ်မြေတော်တော်များများချဲ့ထွင်ထားတယ်နော် KIA ကပြောရရင်ဒီဘက်မှာရှိတဲ့ကျွန်တော်တို့စကိုင်းဒေသလောက်အထိကိုနယ်မြေတွေချဲ့ထွင်ထားတာရှိတယ်အဲ့တော့ KIA ကသူကဆွေးနွေးမယ်ဆိုရင်တော့သူအခုရထားတဲ့နေရာတွေအထိကိုသူကဆွေးနွေးတဲ့ထဲမှာသူပိုင်ဖြစ်တတ်မှတ်ခိုင်းမဲ့သဘောတွေဖြစ်လာနိုင်တယ် AA ကလည်းဒီလိုပဲ AA ကသူရခိုင်မှာဦး3ပုံ2ပုံလောက်ရခိုင်ကိုတင်ထားတာရှိတယ်အဲ့တော့ तू ကဒီချိန်မှာဆွေးနွေးမယ်ဆိုရင်တော့ AA ကလည်း तू ပိုင်ထားတဲ့နယ်မြေတွေကိုတရားဝင်အဖြစ်အတိမတ်ပြုတ်ခိုင်းတာတွေဖြစ်လာနိုင်တယ်အဲ့တော့အစိုးရအနေနဲ့ကဒီဟလာ AA တို့ MNDAA တို့ဟလာ TNLA တို့ NDA တို့ UWSA SSPP SSPP စသည်အဖြစ်ပေါ့ဗျာဒီဘက်တွေနဲ့ဆွေးနွေးတဲ့နေရာမှာအဓိကနယ်မြေပေးယူကိစ္စတွေဖြစ်နေတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ဟလာဒီ TNLA နဲ့ဆွေးနွေးတဲ့အချိန်မှာလဲ TNLA ကဟိုပြောင်စုကခွဲမထွက်ဘူးဆိုပေမဲ့သူတို့လက်ရှိသိပိတ်ထားတဲ့နေမြေတွေကိုပလောင်ဒေသတွေကိုထည့်ပေးဖို့ဆိုပြီးတော့ဒီလိုပြောတယ်။နော်ပလောင်ဒေသကိုပိုင်အုပ်ချုပ်ခွင့်ပေးဖို့ပေါ့နော်ဒီ UWSA လို့မျိုးပြောတယ်။ဒါပေမဲ့ဒီဘက်ကတော့ဒီ NSPNC မှာရှိတဲ့တာဝန်ရှိတဲ့ဟဲ့လားဗိုလ်ချုပ်ကြီးရာပြည်တို့ကတော့သူကပြောတာကတော့ဒါတွေကသူတို့ဆုံးဖြတ်လို့မရဘူး။ဒါတွေကလွတ်တော်ဆုံးဖြတ်မှာဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးထားတဲ့အချက်အတိုင်းသွားရမှာဆိုပြီးတော့ဒီလိုပြောတာရှိတယ်။အဲ့တော့ပြောရလို့ရှိရင်တော့ဒါကဒီဆွေးနွေးပွဲတွေကအဓိကပို့ပြီးတော့အချိန်ကြာမြင့်မှုရှိလိမ့်မယ်တို့ပေမဲ့အချိန်ကြာဆွေးနွေးပွဲမှာအချိန်ကြာလာတဲ့အမျှဆွေးနွေးပွဲရလဒ်တွေကပိုခိုင်မာလာနိုင်တယ်ကျွန်တော်ပြောချင်တာနော်မြန်ဆွေးနွေးမြန်ပြီးသွားတယ်မြန်လက်မှတ်ထိုးလိုက်တယ်ပြီးရောလုပ်လိုက်ပြီးတော့ဆွေးနွေးပွဲရလဒ်တွေကမခိုင်မာလာကြတော့ဒါမကောင်းဘူးနောက်မျိုးဆက်တွေအတွက်ပါပြဿနာရှိတယ်အဲ့တော့ပြောရလို့ရှိရင်တော့လက်ရှိနိုင်ငံတော်အစိုးရကတော့ဒီလက်နက်ကင်ဟလာတိုင်းသားလက်နက်ကင်ဆိုတဲ့အုပ်စုတွေနဲ့သူညှိနှိုင်းမှုတွေကိုသူတို့ဒီအစိုးရရှိနေတဲ့ကာလအတွင်းမှာအပီးလောက်သွားခြင်းတဲ့သဘောရှိတယ်အဲ့တော့သူတို့ဒါပေမဲ့လည်းတစ်ဖက်မှာလည်းကျွန်တော်ခုနပြောသလိုပေါ့ဒီအပေးယူကိစ္စတွေကြတော့ဟလာဒီလွတ်တော်ကဟလာဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာထည့်သွင်းရေးဆွဲဖို့အထီကိုဘယ်လိုခေါ်မလဲဟိုလုံးဝမဲ့အခြေအနေတွေရှိတယ်လေဟုတ်လားဥပမာပြဦးလက်ရှိအနေထားမှာဖွဲ့စည်းပုံအခြေခံဥပဒေ2000ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတာကဟုတ်လားဘယ်လိုစီကံချက်တွေနဲ့ပြေဝရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလို့ရတယ်ဘယ်လိုစီကံချက်တွေနဲ့ပြေဝရင်တော့ဘယ်လိုပြည်နယ်ပေးလို့ရတယ်ဒါမျိုးတွေပေါ့ဗျာဒီຢာတွေနဲ့ကိုက်ညီဖို့အတွက်ကလည်းအရေးကြီးတယ်လို့နောက်တစ်ခုကဘာလဲဆိုတော့အခုဆွေးနွေးနေတဲ့တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေဟာသူတို့ဒေသတွေကိုဘလောက်ကိုစားပြုမှုရှိတယ်လဲဒါလည်းအရေးကြီးတယ်အဲ့ဒီလုပ်ငန်းစဉ်တွေကနိုင်ငံရေးလုပ်ငန်းစဉ်တွေဖြစ်နေတယ်ပြည်သူ့စနေရေးလုပ်ငန်းစဉ်ဆိုတာကအဲ့တော့နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုဟုတ်လားတစ်ဖက်မှာရှိနေတဲ့တိုင်းသားလက်နက်ကင်ဆိုတဲ့သူတွေကအဲ့တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေကလာဆွေးနွေးတာလက်နက်ကင်ခေါင်းဆောင်တွေကလာဆွေးနွေးတာသူတို့ရှိပါကလူထုထောက်ခံမှုဆိုတဲ့အရာလက်ဆုပ်လက်ကင်မပြနိုင်ဘူးပြဿနာကအဲ့အစိုးရအနေနဲ့တချို့ကိစ္စတွေကိုလိုက်လောဖို့ဆိုတာကဟိုသူတို့စိတ်ကြိုက်လိုက်လောလိုက်လို့မရဘူးအစိုးရစိတ်ကြိုက်အေးဟုတ်ပြီဒါဆိုရင်တော့ကွာငင်းငင်းရတော့ပါပြီကွာမင်းတို့ဒါလေးလှုပ်ချကွာဆိုလုံးလို့မရဘူးစီမင်းစည်းကမ်းနေနဲ့ဟလာဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေဒါတွေအများကြီးပေါ့ဗျာသူဒေတာမှာရှိတဲ့ဒေတာပြည်သူလူထုကဘယ်လောက်ထောက်ခံတယ်လဲတော်ကြထားပါဦးမှာပြင် KIA ကိုဟလာကချင်ဒေတာရဲ့အစိုးရဖွဲ့ဝင်ပေးရတယ်ပြီးရင်အဲ့ KIA ကိုထားချလို့ရှိရင်အဲ့ KIA ကချင်ကြားထဲမှာဘုံတိုင်းတီးနေသူကကိုစားပြုမှုမရှိတဲ့အတွက်ထားတီးနေဒီဘက်ကရှိတဲ့ပြောင်းစုတက်ကသွားရှင်းရမယ်ပြဿနာတွေကတော့အများကြီးရှိတယ်အဲ့တော့အစိုးရအနေနဲ့ဒီငင်းငယ်ရေးလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်နေတဲ့နေရာမှာတတိကြီးထားပြီးတော့ရှေ့ဆက်သွားနေတဲ့သဘောရှိတယ်နော်အဲ့တော့ဒါတွေကပြောရရင်တော့ကျွန်တော်တို့ကငင်းငယ်ရေးလုပ်ငန်းစဉ်တွေကိုကြတော့ကျွန်တော်တို့ကလက်ဖက်ကောင်းစားခြင်းပလောင်တောင်တက်နှေးရမယ်ဆိုတဲ့စကားနဲ့ကျွန်တော်တို့ကနည်းနည်းအဲ့လိုသုံးသပ်ခြင်း
တိတ်မြင်လို့မရဘူးအေးဟုတ်ပြီဆွေးနွေးကြတယ်အေးဟုတ်ဒီအနေနဲ့ဆွေးနွေးလက်မှတ်ထိုးငင်းချမ်းသွားပြီးရောဒီကောင်တွေပြည်နယ်ပေးလိုက်ပြီဒီဒေသတွေပေးလိုက်ဆိုလုံးလို့မရဘူးတစ်ချိန်မှာအပြောစရာတွေဖြစ်လာအဲ့တော့ငင်းချမ်းလုပ်ငန်းစဉ်တွေကတော့နှေးမယ်နှေးတာကျွန်တော်တို့ကကြိုက်တယ်နှေးတာကြိုက်နှေးတာကခိုင်ပါတယ်အဲ့တော့ဒီတိုင်းပဲဟာလားဟိုဘယ်လိုခေါ်မလဲငင်းချမ်းလုပ်ငန်းစဉ်အတိုင်းပဲရှိနေရမှာနော်ရှိနေရမှာမရှိလို့တော့မရဘူးအဲ့တော့ရှိနေရမယ်တစ်ကအပြစ်ခတ်တွေရက်စဲထားရမယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်တွေကိုပုံမှန်အတိုင်းလှုပ်ဆောင်နိုင်အောင်တော့တစ်ဖက်ကလှုပ်ဆောင်ရမယ်ဆိုတော့အဲ့လိုသွားရင်တော့ကျွန်တော်တို့ကဘာလဲဆိုတော့တစ်ကငင်းချမ်းရေးမရဟလာလုံးလုံးလားလားငင်းချမ်းရေးကြီးမရသည့်တိုင်ဒေသဖွံ့ဖြိုးရေးတွေနဲ့လမ်းမဆက်တွေတွေကတော့ဒီချက်ပိုအစင်းမြင့်လာနိုင်တယ်ကျွန်တော်ဒီလိုသုံးသပ်ချင်ဒါပေမဲ့ AA နဲ့ KIA ကတော့ငင်းချမ်းရေးအတွက်ကိုကြာနေဦးမယ်ဘာလို့လဲ KIA ကလည်းသူထိန်းချုပ်ထားတဲ့နယ်မြေတွေကိုသူထက်တောင်းဖို့တာဆူမှာပဲဘုရားပြောတဲ့ AA ကလည်းဒီတိုင်းသွားခြင်းတဲ့သဘောရှိတယ်အဲ့တက်မတော်အနေနဲ့ကတက်မတော်နဲ့လက်ရှိဟလာအစိုးရအနေနဲ့ကဒါတွေကိုခွင့်ပြုမှာမဟုတ်ခွင့်ပြုမှာမဟုတ်တကယ်ဒီလိုပြည်နယ်ဟိုနေ့လှုပ်ချင်တယ်ဟလာကိုပိုင်ပြည်နယ်ပြဋ္ဌာန်းခြင်းနဲ့ဘာညာဆိုရင်ကိုပိုင်ပြဋ္ဌာန်းဝင်လှုပ်ချင်တယ်ဆိုရင်လာမင်းတို့ရွေးကောက်ပွဲဝင်ပြီးလွတ်တော်မှာတောင်းဆိုအစိုးရဒီလိုပဲသွားမှာပဲကျွန်တော်ဒီလိုသုံးသပ်ဒါကြောင့်မို့ငင်းရဲလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ကတော့ကျွန်တော်တို့သတင်းသမားတွေအနေနဲ့မျက်စောင်းကြည့်နေတယ်တို့ပြင်တို့ညာတော့လဲ overnight တော့မပြီးနိုင်ဘူးเนาะဆက်သွားရအောင်ပါပဲလို့ကျွန်တော်ဒီလိုသုံးသပ်ချင်နောက်တစ်ခုကတော့ဘာလဲဆိုတော့ပြည်ပြေးအုပ်စုတွေအတွက်ပေါ့เนาะကျွန်တော်ဒီလိုပဲသုံးပေးရစီပြည်ပြေးအုပ်စုတွေဆိုဘာကြောင့်လဲဆိုတော့ဟိုနိုင်ငံရေးလုပ်ငန်းစဉ်တွေရှိနေရတာနဲ့လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်သွားပြီးတော့တိုင်းပြည်ကထွက်ပြေးသွားတဲ့အုပ်စုတွေကိုကျွန်တော်ဒီလိုသုံးတယ်ဒါသူတို့အပေါ်မှာကျွန်တော်ကဟိုအာဃာတတရားနဲ့သူတို့ကိုနာပါစီလို့ဆိုကျွန်တော်သုံးတာမဟုတ်ကျွန်တော်တို့စကလုံးကစကလုံးသုံးတော့ကဒီလိုပဲသုံးတော့ရမှာပဲเนาะဒီလိုပဲသုံးတော့ရမှာဆိုတဲ့အခါကျတော့ပြည်ပြေးတွေအနေနဲ့လက်ရှိအနေထားမှာဟလာ2021ကနေ2025အထိဒါဘယ်လိုပဲဖြစ်ဖြစ်ကြိုက်သည်ဖြစ်စေမကြောက်သည်ဖြစ်စေအဲ့ဒီအချိန်ကပြည်ပြေးတွေရဲ့ရွှေခေတ်ပဲသူတို့ရောက်ရှိနေသူတို့ထွက်ပြေးသွားတဲ့နိုင်ငံတွေမှာခိုလုံငွေတွေရတယ်အလူငွေတွေနဲ့ချမ်းသာကြတယ်ဟုတ်လားအကုန်လုံးကြီးကြီးတက်တွေချမ်းသာကုန်တယ်ချမ်းသာကြရဆိုပုံမှန်ဟိုတမန်ကရှန်ကမို့ကြီးကြီးတက်တွေချမ်းသာကုန်အဲ့တော့ကြီးကြီးတက်တွေချမ်းသာတဲ့ခါကျတော့သူတို့ကဒါနဲ့ဟိုတကယ်ဒီပေါ်မှာအရန်ဘယ်လိုခေါ်မလဲဖီးတက်သွားပြီးတော့အဲ့မှာအချမ်းဖတ်သမားတွေအတွက်အလူတွေခံကြတယ်အဓိကအပြင်လားစင်ကာပူတို့ထိုင်းတို့မလေးရှားတို့ပြေးသွားတဲ့အုပ်စုတွေကဒီအချမ်းဖတ်အုပ်စုတွေအတွက်တော်တော်များများအလူခံကြတယ်အဲ့ဒီအချိန်တွေကကျွန်တော်တို့ထောက်ပြခဲ့တာရှိတယ်သက်ဆိုင်ရာအစိုးရတွေအနေနဲ့မြန်မာပြည်တွင်းမှာအချမ်းဖတ်လှုပ်ဆောင်မှုအဲ့သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့မြန်မာပြည်ပြည်တွေကအလူခံနေတာတွေကိုခင်ဗျားတို့ကြည်ကောင်းနေကြသလားလို့ကျွန်တော်ပြောခဲ့တာရှိတယ်ဒါပေမဲ့ဒါကျွန်တော်ထောက်ပြခဲ့တာရှိတာဗောနော်ထောက်ပြခဲ့တာရှိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တွေကတော့ကြည်ကောင်းနေကြတယ်လို့ပဲပြောကြပါလို့နော်ဒါပေမဲ့နောက်ပိုင်းမှာထိုင်းနိုင်ငံသဘောပေါက်လာအရင်တော့သူထိုင်းနိုင်ငံမှာလေကားလေးတွေဈေးလေးတွေမှာတခါတည်းကြည်ဖို့တို့ဘာလဲကြည်နှက်ခမ်းနေဖို့တို့နာနာသီးဖို့တို့ဆိုပြီးပေါ်ပေါ်တင်းတင်းကိုလက်ပြဘိုးမိုးတို့ကြည်စံမိုးတို့ပေါ်ပေါ်တင်းတင်းလိုက်ပြီးအလူခံနေတာနော်ပေါ်ပေါ်တင်းတင်းလိုက်လူခံတာစင်ကာပူမှာဒီလိုပဲမလေးရှားမှာဒီလိုပဲနောက်ကြတော့ဒီသူတို့တွေခွင့်ပြုခဲ့တဲ့ဒီအလူခံတဲ့ပုံကိုယ်တွေကိုနိုင်ကိုကသူတို့လူဖွဲ့စည်းကိုစော်ကားလာတဲ့အခါကျတော့သူတို့အဲ့မှာမျက်စိပွင့်သွားပြီဟာဒီကောင်တွေကိုထားလို့မရတော့ဘူးဆိုပြီးတော့သူတို့အဲ့မှာနောက်ပိုင်းဟလာမြန်မာတွေတရားမဝင်လုံးမလုံးကတော့တရားမဝင်အလူမခံရစအတုံးနဲ့အမျိုးမျိုးပေါ့စကြက်လာတာကျွန်တော်ပြောချင်တာနော်အဲ့တော့ဒါတွေကတော့ဟိုကြောချမှဓမြမှန်းသိတဲ့အတွက်ကျွန်တော်တို့ကမပြောလို့ပေါ့ဒါပေမဲ့အဲ့ဒီမှာဟလာတကယ်အရှိတောင်အာရှမှာသူ့မှုထားပါတော့ဗျာကဘာကြီးနဲ့ပဲချီပြောကြပါလို့ကဘာမှာစီကံဥပဒေတင်းကျပ်လှပါပြီဆိုရဲစင်ကာပူလိုနိုင်ငံမျိုးကတော့သူ့နိုင်ငံထဲမှာဟာလားသူ့နိုင်ငံကိုအခြေပြုပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုကိုတတ်ဖို့ဖြတ်ဖို့ကြီးစံဝယ်ဖို့တို့လက်ပစ်ပုံးဝယ်ဖို့တနက်ဝယ်ဖို့တို့အလူခံနေတာကိုမသိကြအောင်ဆောင်နေအဓိကထောက်ပြပါဆိုတော့ရေချမ်းစင်အဖွဲ့တို့ရေချမ်းစင်ရေအိုးစင်အဖွဲ့လားရေချမ်းတင်လားအဖွဲ့လားမသိဘူးဒီအဖွဲ့တွေဆိုပေါ်ပေါ်တင်နေမဲ့လက်နက်ကင်အုပ်စုတွေကိုမြန်မာနိုင်ငံကိုစန့်ကျင်ဖို့လက်နက်ကင်နေတဲ့အုပ်စုတွေကိုအလူငွေထောက်ပံ့ဖို့အတွက်ပေါ်ပေါ်တင်နေပင်နီဆူလာပလာဇာမှာအလူခံနေတာစင်ကာပူဟလာကဘာမှာဟလာတကယ်ငင်းငင်းလာပါသည်ကဘာမှာဥပဒေတရားဥပဒေစိုးမိုးလာပါပြီဆိုတဲ့စင်ကာပူအစိုးရကြီးကအဲ့ဒါကြီးကိုကြည့်ကောင်းနဲ့ထိုင်ကြည့်နေဒါပေမဲ့အခုဒီနေ့ဖတ်လိုက်ရတဲ့သတင်းကတော့ဒီစင်ကာပူဟလာအစိုးရလည်းနည်းနည်းလေးမျက်စိပွင့်သွားပြီလို့ကျွန်တော်ထင်တယ်ဒီသတင်းကဘာလဲဆိုတော့
စင်ကာပူအမြဲတမ်းနေထိုင်ခွင့်ရရှိထားသည့်မြန်မာနိုင်ငံသားတဦးကိုအကြမ်းဖက်ဝါဒအားငွေကြေးထောက်ပံ့မှုဖြင့်တရားစွဲဆိုသွားမည်ဟုစင်ကာပူပြည်ထောင်စုဝန်ကြီးဌာနကကြေညာတယ်တဲ့စင်ကာပူအမြဲတမ်းနေထိုင်ခွင့်ရရှိထားသည့်မြန်မာနိုင်ငံသားတဦးကိုအကြမ်းဖက်ဝါဒအားငွေကြေးထောက်ပံ့မှုဖြင့်တရားစွဲဆိုသွားမည်ဟုစင်ကာပူပြည်ထောင်စုဝန်ကြီးဌာန MHA ကဇူလိုင်လ28ရက်နေ့ကြေညာချက်ထုတ်ပြန်ခဲ့တယ်တဲ့အသက်23နှစ်အရွယ်ရှိအဆိုပါမြန်မာအမျိုးသားသည်2024ခုနှစ်ဩဂုတ်လအတွင်းစစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများဝယ်ယူရန်အွန်လိုင်းမှာတက်ဆင့်အလူတွေကောက်ခံနေသည့် X လူမှုကွန်ရက်အကောင့်ပန်ရှင်တဦးထံငွေကြေးလွှဲပြောင်းပေးခဲ့ကြောင်းစင်ကာပူ၏ပြည်တွင်းလုံခြုံရေးဌာန ISD ကစုံစမ်းစစ်ဆေးမှုများအရဖော်ထုတ်နိုင်ခဲ့တယ်တဲ့အဆိုပါစစ်ဘက်ဆိုင်ရာပစ္စည်းများဝယ်ယူခြင်းသည်ဂါဇာစီးတီးမြို့၌အရက်သားများအပါအဝင်ပါလက်စတိုင်းအားလုံးကိုအပြစ်ပြတ်တုတ်တင်ရန်ရည်ရွယ်သည့်အကြမ်းဖက်မှုအတွက်အထောက်အကူဖြစ်စေလိမ့်မည်ဟုအဆိုပါအမျိုးသားကယုံကြည်ခဲ့သည်ဟုဆိုတယ်တဲ့အဲ့နောက် ISD သည်အဆိုပါဖြစ်စဉ်ကိုစီးပွားရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာနသို့လွှဲပြောင်းပေးခဲ့ပြီးဂါဇာစီးတီး၌အကြမ်းဖက်မှုကျူးလွန်ခြင်းကိုအထောက်အကူပြုရန်ထိုသူသည်အမေရိကန်ဒေါ်လာ82.28ဒေါ်လာစင်ကာပူဒေါ်လာ93ဒေါ်လာကိုလွှဲပြောင်းပေးခဲ့ပြီးနောက်ထပ်အမေရိကန်ဒေါ်လာကို H အကောင့်ပိုင်ရှင်ညွှန်းဆိုထားသည့် PayPal အကောင့်များသို့လွှဲပြောင်းရန်ကြိုးပမ်းခဲ့ကြောင်းစုံစမ်းတွေ့ရှိရတယ်။ငွေကြေးပမာဏညီမျှပင်ရှိစေကောင်မူအကြမ်းဖက်ရည်ရွယ်ချက်များအတွက်ငွေကြေးထောက်ပံ့ပေးခြင်းသည်အကြမ်းဖက်ဝါဒအတွက်ငွေကြေးထောက်ပံ့မှုတားဆီးနှိမ်နင်းရေးဥပဒေရဲ့ရာဇဝတ်မှုမြောက်ကြောင်း MHA ထုတ်ပြန်ချက်တွေဖော်ပြထားတယ်။နည်းနည်းတော့စင်ကာပူမျိုးလုံးပွင့်လာတဲ့သဘောရှိတယ်။သို့ပေမဲ့အဲ့လောက်ကြီးပွင့်တာမဟုတ်စင်ကာပူနိုင်ငံဟာအစ္စလာမစ်နိုင်ငံဖြစ်တယ်စင်ကာပူနိုင်ငံဟာဘယ်လိုခေါ်မလဲအစ္စလာမ်နိုင်ငံဖြစ်တယ်အဲ့တော့ပြောရရင်တော့ဒီငွေကြေးထောက်ပံ့တဲ့မြန်မာနိုင်ငံသားကခရစ်ယာန်သူကလူမှုကွန်ရက်ပုံမှာဘာတွေရေးလဲဆိုတော့ဂါဇာမှာရှိတဲ့ဟလာဒီပါလက်စတိုင်းတွေကိုတုတ်တင်ရမယ်လို့ပါလက်စတိုင်းတွေကိုအကုန်အမြင့်ဖက်ရမယ်ဆိုပြီးတော့ဒီလူမှုကွန်ရက်မှာဒီမြန်မာနိုင်ငံကနေပြီးတော့ပြေးသွားတဲ့မြန်မာနိုင်ငံသားကသူအဲ့လိုရေးပြီးတော့အဲ့ဒီဂါဇာမှာရှိတဲ့ပါလက်စတိုင်းအစ္စလမ်ဘာသာဝင်ပါလက်စတိုင်းတွေကိုတုတ်တင်ဖို့ဆိုပြီးသူကလက်နက်ဝယ်ဖို့ဆိုပြီးတော့ဒေါ်လာလှူတာကိုအဲ့ဒါကိုစင်ကာပူအစိုးရကတွေ့ပြီးတော့သူကအရေးယူတာဖြစ်တယ်။ပုံမှန်လေးပြောရရင်တော့မွတ်စလင်နိုင်ငံတစ်ခုဖြစ်တဲ့စင်ကာပူကပါလက်စတိုင်းလူမျိုးတွေကိုတတ်ဖို့ငွေကြေးထောက်ပံ့တဲ့ခရစ်ယာန်ဘာသာဝင်တယောက်ကိုအရေးယူတာအကြမ်းဖက်မှုကိုအတွက်ကိုစင်ကာပူကအကြမ်းဖက်ရွေချက်များအတွက်ငွေကြေးထောက်ပံ့ပေးခြင်းဒီအကြမ်းဖက်ဝါဒအတွက်ငွေကြေးထောက်ပံ့မှုတားဆီးနေဥပဒေရာဇဝတ်မြောက်ကြောင်းပါညာဆိုတာကလူကြားကောင်းအောင်ရေးတာအကယ်၍စင်ကာပူနိုင်ငံအနေနဲ့အဲ့ဒီဥပဒေကိုအမှန်တကယ်အကောင့်ထဲပေါ်ခြင်းမြန်မာပြည်တွင်းကလူတွေကိုတတ်ဖို့ဖြတ်ဖို့အတွက်ငွေကြေးကောက်ခံနေတဲ့ကျွန်တော်ပြောတာနော်မြန်မာစစ်တပ်ကိုသူတို့ကရှင်တိုက်တာကိုကျွန်တော်မပြောဘူးမြန်မာပြည်တွင်းမှာရှိနေတဲ့တာမန်လက်လုံလက်စားပြည်သူတွေကိုဒလန်လို့စရင်သွင်းပြီးတော့တတ်ဖို့ဖြတ်ဖို့ပတ်စံကောက်ခံပေးနေတဲ့စင်ကာပူရေချမ်းစဉ်အဖွဲ့ပယ်နီဆူလာပလာဇာမှာရှိတယ်နော်ပယ်နီဆူလာပလာဇာမှာရှိတယ်အဲ့ဒီမှာဥဆောင်နေတာကလည်းကျွန်တော်ပြောပြမယ်ကျွန်တော်တို့ good lake မြောက်အရှိကပဲနော်မေဂျော်ဆိုးညွန့်ဆိုတာသူတို့တွေဥဆောင်နေတာအဲ့အတွက်လည်းသူတို့ပတ်စံတွေအများကြီးရပါတယ်သူတို့အတွက်နော်သူတို့ကိုကျိုးအတွက်တွေအများကြီးရပါတယ်အကယ်၍စင်ကာပူအစိုးရဟာသူတို့ပြောတဲ့အတိုင်းအကြမ်းဖက်ရည်ရွယ်ချက်များအတွက်ငွေကြေးထောက်ပံ့ပေးခြင်းဟာအကြမ်းဖက်ဝါဒအတွက်ငွေကြေးထောက်ပံ့မှုတားဆီးနေဥပဒေအရရာဇဝတ်မှုမြောက်တယ်ဆိုရင်စင်ကာပူပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့အရင်ဆုံးစင်ကာပူနိုင်ငံပယ်နီဆူလာပလာဇာမှာဖွင့်ထားတဲ့ရေချမ်းစဉ်အဖွဲ့ကဘယ်လူတွေပတ်စံပေးနေလဲအရင်စုံစမ်းလိုက်ကျွန်တော်ပြောချင်တာကကျွန်တော်ကအစ္စလမ်ဘာသာဝင်တွေကိုကျွန်တော်ကစော်ကားလို့ခြင်းလည်းမဟုတ်ဘူးဘယ်သူ့ကိုမှကျွန်တော်တို့ကနစ်နာလို့ခြင်းမဟုတ်ဘူးကျွန်တော်ပြောချင်တာကအကြမ်းဖက်မှုကိုကျွန်တော်တို့ကတိုက်ဖြတ်ရမယ်ဒါကအစိုးရတိုင်းရဲ့တာဝန်ဖြစ်တယ်နော်အစိုးရတိုင်းတော့တာဝန်ဖြစ်တယ်အဓိကအကြမ်းဖက်တယ်ဆိုတာကဆိုတဲ့နေရာမှာအဓိပ္ပာယ်ဖွင့်ဆိုချက်တွေအများကြီးရှိတယ်ဟုတ်လားကျွန်တော်တို့တာမန်ပြည်သူတယောက်ကိုတက်ဖြတ်ဖို့လှုပ်ဆော်တာအဲ့လိုတက်ဖြတ်တာကိုအားပေးတာအဲ့လိုတက်ဖြတ်တာကိုကူညီဖို့အတွက်ငွေကြေးထောက်ပံ့တာဒါတွေကအကြမ်းဖက်မှုမြောက်တယ်စင်ကာပူနိုင်ငံကိုအခြေပြုပြီးတော့မြန်မာပြည်တွင်းမှာရှိတဲ့ထားပါတော့ဗျာကြံ့ခိုင်ရေးထောက်ခံသူတွေတက်မလို့ထောက်ခံသူတွေကိုတတ်ဖို့ဖြတ်ဖို့လှုံ့ဆော်နေတဲ့ရေချမ်းစဉ်အဖွဲ့ဆိုတာ
စင်ကာပူနိုင်ငံပန်နီဆူလာပလာဇာမှာရှိတယ်ဟုတ်လားမေဂျော်ဆွန်းညွန့်ဆိုတဲ့အမျိုးသမီးကဥဆောင်တယ်အဲ့ဒီအဖွဲ့ကိုအရင်စစ်ဆေးလိုက်မြန်မာပြည်မှာရှိတဲ့ပြည်သူတွေအသက်ခံရတာကိုကြတော့အကြမ်းဖက်မှုလို့မသုံးဘူးလားစင်ကာပူအနေနဲ့စင်ကာပူအစိုးရကိုကျွန်တော်တို့မင်းကုန်းထုတ်အောင်ပါတယ်ရှိတယ်အဲ့တော့စင်ကာပူအစိုးရအနေနဲ့တရားဥပဒေစိုးမိုးရေးကိုအမှန်တကယ်လေးစားလိုက်နာတဲ့နိုင်ငံဆိုရင်မြန်မာပြည်တွင်းမှာရှိတဲ့ဟုတ်လားပြည်သူလူထုတွေအေးချမ်းစွာနေလို့တဲ့ပြည်သူတွေကိုတတ်ဖို့ဖြတ်ဖို့စင်ကာပူနိုင်ငံမှာရှိတဲ့မြန်မာအချို့ကငွေအကြမ်းဖက်အဖွဲ့တွေငွေကြေးထောက်ပံ့နေတာတွေကိုလည်းခင်ဗျားတို့အရေးယူဖို့လိုအပ်တယ်စင်ကာပူဆိုရအနေနဲ့ဒီလိုမှမဟုတ်ဘဲနဲ့အခုအမှုလေးလောက်နဲ့ပြီးသွားပြီဆိုရင်တော့ဒါဟာစင်ကာပူအစိုးရရဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေဟာအကြမ်းဖက်မှုတားဆီးနှိမ်နင်းရေးဥပဒေဟာပြောရရင်တော့ double standard ခေါ်မှာပေါ့နော်ဘယ်လိုခေါ်မလဲငါတို့ကိုထိမှအကြမ်းဖက်မှုငါတို့ကိုမထိရင်အကြမ်းဖက်မှုမဟုတ်ဘူးဆိုတဲ့ double standard ဖြစ်နေလိမ့်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်ချင်တာဒီလိုသုံးသပ်ချင်တယ်ဒါမှမဟုတ်ကျွန်တော်ဒီသတင်းလေးကိုသုံးသပ်တာဖြစ်ပါတယ်နောက်သတင်းတော့နောက်ကတော့သတင်းတစ်ပုဒ်ပေါ့ဗျာဒါပေမဲ့သတင်းဆိုရင်ဒါ information လေးပေါ့ဒါလေးတော့ကျွန်တော်မသုံးသပ်တော့ဘူးကျွန်တော်ဖတ်ပြပါမယ်နော်ဖတ်ပြပါမယ်ဘာလို့လဲဆိုတော့ဒါလေးကလည်းသိထားဖို့လိုအပ်တာပေါ့နော်ပထမသတင်းတစ်ပုဒ်ကတော့တီလိုဝါစိတ်ကမ်းသို့73စီတင်တင်မော4စီရောက်ရှိလာပြီးစီချလုပ်ငန်းများဆောင်ရွက်နေတဲ့ရန်ကုန်မြို့ရှိတီလိုဝါအပြည်ပြည်ဆိုင်ရာစိတ်ကမ်းတာမနယ်များသို့ဇူလိုင်လ26ရက်က73စီတင်တင်မော4စီဆိုက်ကပ်လာပြီးလက်ရှိတွင်စီချလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းလျှက်စစ်စွမ်းဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ပြည်တွင်း73စီလိုအပ်ချက်ပြည့်မီရေးနှင့်အယောင်းဆိုင်များတွင်စီပြက်လက်မှုမရှိစေရေးအတွက်ပြည်ပမှ73စီများစင်စက်မပြတ်တင်သွင်းဖြစ်တင်ပေးလျက်ရှိတယ်ထို့အပြင်73စီများသုံးစွဲသူများထံအမှန်တကယ်ရောက်ရှိစေရေးအတွက်ဖြည့်တင်းမှုဂွင်းဆက်တစ်လျှောက်စစ်ဆေးကြည့်မှတ်မှုများပြုလုပ်စစ်ဆေးကြက်မှတ်မှုများပြုလုပ်နေကြောင်းသိရတယ်73စီအယောင်းဆိုင်များဝယ်ယူခွင့်ပြုရာတွင်လည်းအမှန်တကယ်လိုအပ်ချက် real demand နှင့်အမှန်တကယ်မှာယူမှု real PO ဖြစ်စေရန်နည်းပညာအသုံးပြု၍ကျူရာကုတ်နှင့်ဘားကုတ်အယောင်စည်းများကိုစစ်စစ်ခါရောင်းအားနှင့်ကိုက်ညီသည့်73စီဝယ်ယူခွင့် PO များရရှိစေရေးဆောင်ရွက်ပေးနေကြောင်းသိရတယ်တဲ့ထို့အပြင်တီလိုဝါတာမနယ်များမှထုတ်ယူသည့်73စီများကိုတတ်မှတ်ထားသည့်အယောင်ဆိုင်များနှင့်လုပ်ငန်းများထံပို့ဆောင်ရတွင်အသုံးပြုသည့်ပယ်ယူရေးရှင်များနှင့်73စီတဲ့လမ်းကြောင်းများကိုလည်းစနစ်တကျစောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်းသိရတယ်တဲ့လက်ရှိတွင်ပြည်တွင်း73စီဈေးကွက်တည်ငြိမ်စေရေးနှင့်သုံးစွဲသူများထံပုံမှန်ဖြန့်ဖြူးပေးနိုင်ရေးအတွက်စီတင်သွင်းမှုနှင့်ဖြန့်ဖြူးမှုလုပ်ငန်းများဆက်လက်ကျက်မှတ်ဆောင်ရွက်နေကြောင်းသိရတယ်ဒါ information လေးပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့နောက် information နောက်သတင်းချက်လက်လေးတစ်ခုကယထာစီခီးတွေများလိုက်နိုင်ရမည့်စီကံ6ချက်ကို ORTP ထုတ်ပြန်တဲ့ယထာစီခီးတွေများချောမွေ့လုံခြုံစေရေးအတွက်စီးနှင်းသူများသည်လိုက်နာရမည့်စီကံ6ချက်ကို ORTP ကထုတ်ပြန်ခဲ့ပြီးဖောက်ဖျက်ပါကထောင်ဒဏ်3လအထိသို့မဟုတ်ငွေဒဏ်1000မှငွေဒဏ်3သိန်းအထိဖြစ်စေဒဏ်2လုံးဖြစ်စေအရေးယူခံရမည်ဖြစ်ကြောင်းအသိပေးထားတယ်တဲ့ယထာပေါ်ရှိအရေးပေါ်ကိရိယာများကိုအကြောင်းမဲ့အသုံးမပြုရဆက်သွယ်ရေးစနစ်နှင့်စက်ပစ္စည်းများကိုမဖျက်ဆီးမနှောက်ယှက်ရယထာထွက်ခွာခြင်းသို့မဟုတ်မရက်မီခုန်တက်ခုန်ဆင်းခြင်းမပြုရယထာအမိုးခြေနှင့်အတွဲများကြားနှင့်ခွင့်မပြုထားသည့်နေရာများတွင်မစည်းနှင်းရခရီးသည်များကိုစိတ်အနှောက်အယှက်ဖြစ်စေသည့်အပြုအမူအပြောအဆိုများမပြုလို့ရယထာဝန်ထမ်းများ၏တာဝန်ထမ်းဆောင်မှုကိုမနှောက်ယှက်မတားဆီးအနိုင်မကျင့်ရခွင့်ပြုချက်မရှိသောဈေးအောင်ချသူများနှင့်တောင်းရမ်းသူများသည်တာဝန်ရှိသူများ၏ညွှန်ကြားချက်ကိုလိုက်နာရမည်ယထာလမ်းဖြတ်ဂိတ်တရားများကိုခွင့်ပြုချက်မရှိဘဲမဖွင့်ရမပိတ်ရစိလိမတောက်ရသည့်ဘူတာနယ်မြေနှင့်ယထာတွဲများတွင်စိလိမတောက်ရအရေးယူမှုစီကံပေါက်ပြောက်ကထောင်ဒဏ်3လအထိဖြစ်စေငွေဒဏ်1000မှငွေဒဏ်1000မှ3သိန်းအထိဖြစ်စေဒဏ်2လုံးဖြစ်စေအရေးယူခံရမည်အသေးစိတ်အချက်လက်များကို ORTP hotline 1188တို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းထုတ်ပြန်ထားတယ်တဲ့ဒါကကျွန်တော်တို့ယထာစီခီးတွေနဲ့ပတ်သက်ပြီးတော့လိုက်နာရမယ့်စီကံတွေပေါ့နော်ကျွန်တော်တို့ဒီနေ့ဆိုလဲကျွန်တော်တို့ယထာနဲ့ကျွန်တော်တို့ပြန်လာတာပါနော်ယထာနဲ့ပြန်လာတာပါလက်ရှိအနေထားမှာတော့ယထာနဲ့ပတ်သက်ပြီးတော့စီးရဲ့ခီးတွေကလည်းနည်းနည်း alert ဖြစ်လာတယ်ဒါပေမဲ့တချို့ကတော့တချို့စီကံတွေကိုသူတို့ကစီကံလို့တောင်မထင်မှတ်ဘဲနဲ့ဖောက်ဖျက်နေရတယ်ရှိလို့ရှိတယ်ဒါပေမဲ့တချို့ကလည်းတော့မပြောပါတော့ပါဘူး
နော်ဥမာဖြင့်ဒီအထုပ်ပိုးကြီးတွေယူလာပြီးတော့ဟိုကိုစီးရမဲ့ဂျားမှာထားမယ်သို့မဟုတ်အပေါ်ကcase တွေမှာထားမယ်အစားအဲ့ဒီလမ်းမကြီးမှာချထားတာတွေပဲဒါတွေကတော့အခုတည်းရှိနေတော့မယ်ပေါ့နော်ကျွန်တော်ဒါတွေကပြောရလို့ရှိရင် upper class တွေမှာတော့ရှိနေတော့မယ်ရှိတယ်ဒါတွေကတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကတော့ဘယ်လိုခေါ်မလဲအဆင့်မြင့်အောင်လို့လုပ်သွားရမှာပေါ့ဗျာနော်ဒါကတော့ကျွန်တော်တို့လည်းတိတ်ပြီးတော့တချို့ကိစ္စတွေမှာတိတ်မဝေဖန်ခြင်းမဟုတ်ဘာလို့ကျွန်တော်တို့တိုင်းပြည်ကအဖက်ဖက်ကယိုရင်းပြက်စီးတယ်လို့စီကံလိုက်နာမှုအရန်နေခဲ့တဲ့တိုင်းပြည်ဖြစ်တယ်စီကံနဲ့ပတ်သက်ပြီးကျွန်တော်တို့ကပြောရရင်stick and carrot ခေါ်မှာပေါ့ဒုံနဲ့မုံနဲ့ဒီလိုလုပ်ရမှာပဲဟာလားကျွန်တော်ဦးတန်းရွှေလက်ထက်တုန်းကဆိုရင်ရန်ကုန်မြို့မှာစိုက်ကယ်မစီးရဆိုတာကိုတင်းတင်းကြပ်ကြပ်တားမြစ်ပြီးတော့စိုက်ကယ်မစီးအောင်လုပ်သွားတယ်အောင်မြင်သွားတယ်အဲ့လိုပဲကျွန်တော်တို့ရန်ကုန်မြို့ကအရင်တုန်းကပြောရရင်မနဲ့မိုးလင်းတာနဲ့ဟွန်းတန်စူညံနေတဲ့မြို့ကားဟွန်းတန်စူညံနေတဲ့မြို့ကိုဦးတန်းရွှေလက်ထက်မှာတကယ်ကိုတင်းတင်းကြပ်ကြပ်နဲ့ကားဟွန်းတီးရနဲ့လာ9000ဒီလိုလုပ်ပြတာအဲ့လိုတင်းတင်းကြပ်ကြပ်ထိန်းလိုက်တဲ့ခါကျလူတွေအားလုံးကဟွန်းတန်လုံးဝဟွန်းမတီးရဆိုတာသူတို့သဘောပေါက်သွားတယ်ဟွန်းမတီးရဆိုလို့ဟွန်းဖြုတ်ထားလို့လည်းမရဘူးနော်ဟွန်းရှိရမယ်ဒါမျိုးပေါ့နော်ဆိုအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ကကဘာကြီးနဲ့အရင်အဆက်ပြတ်ခဲ့တယ်ဗျအဲ့တော့ကဘာကြီးနဲ့အရင်ဝေးကွာခဲ့တယ်အဆက်ဖြတ်ခဲ့တယ်ဖြစ်တဲ့အတွက်ဒီကျွန်တော်တို့လိုအသက်အရွယ်မျိုးဆက်တွေပေါ့နော်တော်တော်များများပေါ့ကျွန်တော်တို့ကထားပါတော့ဗျာကဘာ3ဘက်လောက်ပတ်ဘူးလေဆိုထားလိုက်ကျွန်တော်တို့ကနားလဲတွေ့မဲ့ကျွန်တော်တို့လိုအသက်အရွယ်တော်တော်များများကထိုင်းလောက်စင်ကာပူလောက်တောင်တော်တော်များများမရောက်ဘူးကြဘူးအဲ့တော့ကျွန်တော်တို့အသက်ကြီးတဲ့လူတွေပိုဆိုးတာပေါ့ကျွန်တော်တို့ငယ်တဲ့လူကလေးတွေကတော့တော်တော်များများရောက်ဘူးကြဒါပေမဲ့သူတို့ကတော့လူငယ်ဖြစ်တဲ့အတွက်သူတို့ကလူငယ် style နေနဲ့ဥပဒေချိုးဖောက်နေရတယ်လည်းတွေ့ရပါဒါတစ်မျိုးကိုထားလိုက်ပါအဲ့ကျွန်တော်ပြောချင်တာအဓိကပါလဲဆိုတော့မြင်းညာမကူတာပဲဖြစ်ဖြစ်ဟုတ်လားမြင်းညာမှာအချိန်နဲ့မောင်းတဲ့ကားတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကထိထိရောက်အရေးယူတင်တယ်စီကန်းနဲ့ပတ်သက်ရင်တင်းတင်းကြပ်ကြပ်ကိုလုပ်တင်တယ်တင်းတင်းကြပ်ကြပ်ကိုလုပ်တင်တယ်ဒါကပြောရရင်စီကန်းထိန်းတဲ့ရဲတပ်ဖွဲ့တွေစီကန်းထိန်းတဲ့အဖွဲ့တွေနေလဲမညာပါနဲ့ကျွန်တော်ပြောချင်တာမညာနဲ့ဒါဟာကျွန်တော်တို့လူအဖွဲ့စီတိုးတက်ဖို့လုပ်နေတာကျွန်တော်တာရိတ်တန်ချလာတာကျွန်တော်တို့လူအဖွဲ့စီကိုဒီတက်ပို့ပြီးတော့နောက်ပြန်မသွားစေချင်တော့ကျွန်တော်တို့လည်းရတဲ့နည်းရဲ့ကျွန်တော်တို့ဝိုင်းကူမယ်ကျွန်တော်ပြောချင်တာဘာလို့ကျွန်တော်တို့တိုင်းပြည်ကငွေကြေးစင်းရဲတာကြီးပဲမဟုတ်ဘူးလူတွေရဲ့စိတ်ဓာတ်တွေပါတော်တော်လေးအောက်တန်းကြတဲ့နေရာဖြစ်လာအဲ့ဒါကကျွန်တော်တို့အကုန်လုံးဝိုင်းပြီးတော့ဆွဲတင်မှရမှာအစိုးရတစ်ဖွဲ့လည်းလုပ်လို့မရဘူးရဲတပ်ဖွဲ့တစ်ဖွဲ့လည်းလုပ်လို့မရဘူးနော်အဲ့တော့ရဲတပ်ဖွဲ့ရောအစိုးရရောပြည်သူရောကျွန်တော် journalist တွေရောအကုန်လုံးမှရမှာအခုလက်ရှိအနေထားမှာဒီအစိုးရဘယ်လောက်ကောင်းလဲဆိုကျွန်တော်တို့ journalist တွေကတချို့ပေါ်ပြလိုက်တဲ့သတင်းတော်တော်များများကိုအရေးမယူရင်တော့ဟုတ်မဟုတ်သူတို့လေ့လာတယ်ဒါပြောရရင်ဒီဟလာလက်ရှိသမ္မတကြီးဦးမင်းအောင်လှိုင်ဟာအရန်ပြောရရင်တိုင်းပြည်တိုးတက်စေချင်တယ်သူ journalist တွေရဲ့အတန်ကိုအရန်နားထောင်တယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်အရန်လေးစားတယ်ဒီသမ္မတကြီးကိုအရန်လေးစားကျွန်တော်ထင်တာကတော့သမ္မတရုံးမှာအဖွဲ့တစ်ခုတော့တိကျဖွဲ့ထားလားမသိဘူးစီကံနဲ့ပတ်သက်တာကိုကျွန်တော်တို့ဟလာဒီဘက်သတင်းဌာနတွေမှာဖော်ပြလိုက်ရင်ချက်ချင်းဟုတ်မဟုတ်လေ့လာတယ်ပြီးရင်အရေးယူတယ်အရေးယူမှားတယ်ဆိုရင်အဲ့ဒါကြီးကမှားနေတယ်ဆိုပြီးတော့သူတို့ဟိုနင်းလောက်တာပေါ့နော်ကျွန်တော်လက်ရှိသမ္မတကြီးကိုကျွန်တော်ကြိုက်တာကြီးကျွန်တော်ရှိမှာအကြောင်းပြချက်တွေရှိတယ်ကျွန်တော်ဘောမနေတာမဟုတ်ဘူးသူတိုင်းပြည်ကိုအုပ်ချုပ်တာကဒီဟလာပြည်သူအတန်တွေခုနပြောတဲ့ journalist တွေရဲ့အတန်တွေကိုတကယ်နားထောင်ပြီးအုပ်ချုပ်တာကျွန်တော်တို့ journalist တွေဒီလိုမျိုးဟလာဟိုပြောရလို့ရှိရင်ဟိုလူတွေရဲ့ဂရုစိုက်ခံနေရတယ်ဆိုတာကျွန်တော်တို့တော်နေလို့မဟုတ်ဘူးအစိုးရကဘယ်လိုခေါ်မလဲတကယ်ကိုဟိုဒီ journalist တွေရဲ့အတန်တွေပြည်သူတွေရဲ့အတန်တွေကိုနားထောင်ပြီးအုပ်ချုပ်နေလို့ပြောရရင်အစိုးရတော်နေလို့ကျွန်တော်ပြောချင်တာကျွန်တော်တို့ journalist တွေကမတော်ဘူးညံ့တယ်ဒါပေမဲ့အစိုးရကဒီအတန်တွေကိုနားထောင်ပြီးအုပ်ချုပ်ရမှန်းသူသိနေလို့အရန်ကောင်းတယ်ခင်ဗျဒီတိုင်းနဲ့ဆက်သွားကျွန်တော်တို့တိုင်းပြည်ကနောက်4-5နှစ်ဆိုရင်တကယ်ထိတ်ဆုံးရောက်သွားမယ်အဲကြောင့်ကျွန်တော်ပြောတာဒီကျွန်တော်လက်ရှိတမိုင်းဦးမင်းအောင်ကြိုက်တဲ့အချက်တွေကအဲ့ဒါတွေလည်းပါတယ်သူတကယ်ကိုကောင်းကောင်းနားထောင်နေကြကောင်းကောင်းနားထောင်ပြီးတော့လုံးတင်တာဆိုလုံးတယ်မလုံးတင်တာဆိုရင်သူမလုံးဘူးသူဒါမျိုးရှိတယ်ကျွန်တော်အဲ့ဒါတွေအဲ့ကြောင့်ဘာလဲဆိုတော့လက်ရှိအနေထားမှာကျွန်တော်တို့ကဟလာခုနစီကံပိုင်းမှာပဲဖြစ်ဖြစ်အခုဟလာထားပါတော့နိုင်ငံတော်မှာဟလာစင်းစင်းရဲရဲနဲ့ယထာတွေပေါ့ဗျာယထာတွေတချို့ဟာတွေလုပ်ပေးထားတာတွေကိုကျွန်တော်ပြည်သူလူထုတွေမဖြတ်စည်းအောင်အဲ့ဒါပြည်သူလူထုတွေကပဲကာကွယ်ရမှာကျွန်တော်တို့ journalist တွေပြောရရင်တော့ကျွန်တော်တို့က watch story တခုဖြစ်လာကျွန်တော်တို့ကဘေးဟောင်ပေးရမယ်ဒီလောက်ပဲလုပ်ပေးရမှာကျွန်တော်တို့ကသွားပြီးတော့အရေးကြီးလို့လည်းမရဘူးကိုယ့်မှာအာဏာလည်းမရှိဘူးပါဝါလည်းမရှိဘူးဟာဒီမှာမားနေပြီလို့ကျွန်တော်တို့ဒီလိုអော်ပေးရမှာကျွန်တော်တို့လုပ်ရတာပဲအဲ့တော့ဒါပေမဲ့လည်းကျွန်တော်တို့ဒီလိုអော်ပေးမဲ့လည်းတာဝန်မသိတဲ့အစိုးရဆိုဘာမှဖြစ်လာမှာမဟုတ်ဒီအစိုးရကအရန်တာဝန်သိတဲ့အစိုးရပြောရရင်တော့ဒီသမ္မတကြီးကဒီဦးမင်းအောင်လှိုင်ကသူလုံးဝမဲ့တာဝန်သူသိတယ်ဒါကြောင့်မလို့လားပြောရရင်အချိန်တိုတွင်းမှာ
ကျွန်တော်ရန်ကုန်ရောက်တယ်ပြည်ရောက်တယ်မန္တလေးရောက်တယ်မေမြို့ရောက်တယ်မြို့ကြီးတော်များရောက်တော့ပသိမ်ရောက်တယ်တော်တော်များများအဲ့ဒီနေရာတွေမှာပြောရရင်ဟို normalize ပြန်ဖြစ်နေပြီလို့ပြောလို့ရတယ်နော်မြို့ကြီးတော်တော်များများမှာ normalize ပြန်ဖြစ်နေပြီနောက်တစ်ခုကပြည်သူလူထုကြားမှာလည်းတဖြည်းဖြည်းနဲ့အမုန်းစိတ်တွေတော့တဖြည်းဖြည်းနည်းလာတာပေါ့ဗျာအဲ့တော့ဒီအမုန်းစိတ်တွေကိုလည်းမစွကြဘူးကျွန်တော်တောင်းပန်ချင်တယ်နော်တောင်းပန်ချင်ဆိုပြောရရင်ဒါတွေကဘာလဲဆိုတော့ဒီအချိန်တွေအတွင်းမှာဒီလောက်ပြန်ပြီး normalize ဖြစ်လာဆိုတာဒီအစိုးရရဲ့လှုပ်ဆောင်ချက်တွေလည်းပါတယ်အစိုးရလှုပ်ဆောင်ချက်ကတော့90%လောက်ပါတော့ဗျာကျန်တဲ့ကျွန်တော်တို့ဟာလာပြည်သူလူထုဆိုတာသိတဲ့အတိုင်းပဲအစိုးရကိုတနေ့စိတ်ကောက်နေရနေပဲပြီးနေတာကျွန်တော်တို့ journalist တွေဆိုတော့ဗျာတချို့ကိစ္စတွေကတချို့နေရာတွေသွားလို့မရလို့မဖော်ပြနိုင်တဲ့သတင်းတွေလည်းရှိတာပေါ့ဒါပေမဲ့အစိုးရကတော့အကုန်တန်နားထောင်တယ်အတန်နားတော့ဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့အစိုးရကောင်းတယောက်ကိုရထားတယ်ဆိုတော့လူတိုင်းသိဖို့လိုတယ်လူတိုင်းသိဖို့လိုဝိုင်းပြီးလို့ပါခင်ဗျားတို့ပြောဆိုင်ရှိပြောပါပြောဆိုင်ရှိဒီနေရာမှာဒါတွေဖြစ်နေတယ်ပြောသူတို့အနေနဲ့တေချာဖို့စစ်ဆေးတယ်ခင်ဗျားတို့ပြည်သူလူထုတွေငုံမတရားခံရနေတယ်ဆိုတော့ခင်ဗျားဟိုသတင်းတက်လာလို့တော့သူတေချာဖို့သူတို့အဲ့ဒါဟုံမို့လေးလာတယ်သူတို့ဘာမှမလုပ်ဘူးဆိုရင်ဒါကျွန်တော်တို့អော်တဲ့လူပါနေလို့အဲ့ဒါကျွန်တော်ယုံကြည်တယ်နော်အဲ့ဒါလေးတွေကျွန်တော်အဲ့ဒါလေးပြောချင်တယ်ဗျနောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပေါ့ဗျာအားလုံးသိတဲ့အတိုင်းဆိုတာကျွန်တော်တို့ NUG ဆိုတဲ့အုပ်စုက NUG ကပြတ်သွားပြီအဲ့ဒါသူတို့ဒီဂျော်ဆိုတို့ဥဆောင်တဲ့အုပ်စုကပြတ်သွားပြီဆိုရင်ဒီကောင်တွေသူတို့ကိုသူတို့ဝန်မခံသေးဘူးနော် NUG လို့ PDF တို့ကဒါပေမဲ့ဒီကောင်တွေကဘာလုပ်လဲဆိုတော့ SCEF ဆိုပြီးတော့အဖွဲ့ထပ်ဖွဲ့လိုက်တယ် SCEF ဆိုတဲ့အဖွဲ့ကတော့ဒီကောင်တွေဘက်ကလွန်နေတာပေါ့ဗျာလွန်နေအသက်ကုန်လွန်နေတာပေါ့ SCEF ဆိုတာကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးသတင်းလေးဖတ်ပြမယ်ပြီးရင်ကျွန်တော်နည်းနည်းလေးသုံးသပ်ပြFederal Democratic ပြောင်းစုပေါ်ထွန်းရေးဥဆောင်ကောင်ကူးဆောင်ကောင်စီ SCEFD တဲ့2016ဇူလိုင်18ရက်နေ့မှ23ရက်နေ့ထိရခိုင်ပအိုးမွန်တော်လိုင်းအဖွဲ့အစည်းများຫນွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစု SRA နှင့်အလဲပိုင်းဒေသသခိုင်းမကွေးမန္တလေးမှ Federal Union နဲ့ online မှာတက်ဆင့်ဇက်တိုက်တွေ့ဆုံတာတဲ့လက်ရှိနိုင်ငံရေးအခင်းကျင်းနဲ့လူသားချင်းစာနာမှုအကူအညီနဲ့ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်များကိုညှိနှိုင်းဆွေးနွေးခဲ့တယ်တဲ့ဇူလိုင်လ23ရက်နေ့ပြုလုပ်သည့် SCEFD ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရကတက်တော် ULA တို့၏တွေ့ဆုံပွဲသို့ SC ရဲ့အလှည့်ကျသဘာပတိခူးဦးတယ်ထုံးမြတ်နိုင်နေတဲ့တာဝန်ရှိသူများတက်ရောက်ခဲ့တယ်တဲ့ဆွေးနွေးပွဲမှာဘာဆွေးနွေးရပေါ့ဗျာဒီ SCF ဆိုအခုနောက်ပိုင်းမှာနော်အခုလာပိုင်းနေမှာဒီကောင်ဒီဘက်ကမီဒီယာတွေပြည်ပြည်မီဒီယာတွေက SCF ကိုအတက်ကုန်လော်နေတာတွေ့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော် live ဖတ်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့ SCF တက်လော်နေတာတွေ့ရတယ်တဲ့ဒီခုရက်ပိုင်းမှာနောက်ဆုံးနားမှာအဓိကဟာကိုတွေ့မိတယ်တဲ့ရန်ပုံငွေဒေါ်လာတန်း300လိုတဲ့တဲ့အဲ့ဒါအတွက်တင်ထုံးနိုင်ကဥဆောင်နေတယ်တဲ့လှူကြပေါ့နော်တဲ့နောက်ဆုံးတော့ခွက်ခောက်တာပါပဲတဲ့အင်အားအကောင်းဆုံးအဖွဲ့ဆိုပဲတဲ့ဘာကပတောခုချင်းကစပြီးယနေ့အချိန်ထိ1000ခုမြောက်အဖွဲ့ပေါ့တဲ့1000နဲ့တစ်ခုမြောက်ထပ်မပေါ်မချင်းဒီအဖွဲ့ကအင်အားအကောင်းဆုံးပဲတဲ့နှစ်နှစ်တစ်ခါပေါ်လာတတ်တယ်တဲ့တားကြီးတို့ fighting နဲ့မော့ပြောသလိုအဓိကပါပဲတဲ့ပြောရရင်တော့ဒီ NUG အဖွဲ့နဲ့ NUG နာမည်နဲ့ NUG ခေါင်းစဉ်နဲ့ PDF ခေါင်းစဉ်နဲ့အလူခံစားလို့မရတော့တဲ့ NUG အုပ်စုတွေက SCEF ဆိုပြီးတော့ဟလာနာမည်လေးကလှတယ်နာမည်လေးကဘာလေးလဲဆိုတော့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကောင်စီတဲ့စဉ်းစားကြည့်လိုက်နော်အဲ့ဒါဆိုလို့ရှိရင်တို့အုပ်စုတွေကမင်းနေရနော်ဟုတ်ပြီတဲ့မင်းတို့က SCEF ကိုဖွဲ့လိုက်တယ်ဆိုတော့ NUG လက်ထက်မှာမင်းတို့အလူခံထားတဲ့ပတ်စံတွေကဘယ်ရောက်သွားပြီလဲတဲ့အဲ့မင်းတို့လူတွေပဲကျွန်တော်ဖြေပေးမယ်ပန်ဆယ်လူအိမ်ဝင်လိုက်ပြီးဟာလားပန်ဆယ်လူတို့ဇော်ဝေဆိုးတို့မြို့အောင်သိန်းတို့အိမ်တွေဝယ်ပြီးတော့ဒီကောင်တွေမီလီယံနာတွေဖြစ်သွားပြီမင်းတို့လူလိုက်တဲ့ပတ်စံတွေအဲ့တော့အခုလက်ရှိအနေထားမှာ NUG နာမည်နဲ့အလူခံရင်ထဲမဲ့ကောင်မရှိတော့ဘူး PDF နာမည်နဲ့အလူခံရင်ထဲမဲ့လူမရှိတော့ဘူးအဲ့တော့ဘာလုပ်လဲဆိုတော့ဒီကောင်တွေကအဖွဲ့ကိုခေါင်းစဉ်ပြောင်းလိုက်တယ်ခေါင်းစဉ်ပြောင်းပြီး SCEF ဆိုပြီးဖွဲ့လိုက်တယ်အဲ့တော့ SCEF ဆိုပြီးဖွဲ့ပြီးလို့ပဲဟာလာဒီနာမည်တစ်ဖက်ကသူတို့ဒီဟာလာဒီဟိုပြည်ပြင်းမီဒီယာတွေအဓိကအဖြစ်တော့ဟာလာဒီခစ်တစ်တို့မြန်မာနောင်းတို့ကလော်ပေးနေအောင်ဗျာအဲ့လိုလော်လိုက်တော့ဒါသူတို့တည်းရပဲရေးထားတော့နောက်တုံးတော့တဲ့ SCEF လို့ဘာကြောင့်ဖွဲ့တာလဲလို့သွားတွေးရတယ်ဘာလဲဆိုတော့ SCEF ကတဲ့ရန်ပုံငွေဒေါ်လာတန်း300လိုနေပါတယ်တဲ့ဒေါ်လာတန်း300လိုနေပါတယ်တဲ့အဲ့တော့ပြောရရင်တော့ NUG အုပ်စုခေါင်းစဉ်နဲ့ပတ်စံတောင်းလို့မရတော့ SCEF လို့ခေါင်းစဉ်တက်ပြီးတော့အလူခံနေကြတာဒါပဲရှင်းလေးပဲဟာလားမြန်မာနိုင်ငံမှာမှန်တဲ့ဒီတယောက်ရေးထားတာမြန်မာနိုင်ငံမှာဟာလား1000နဲ့တစ်ခုမြောက်အဖွဲ့မပေါ်မချင်းပေါ်တယ်ဆိုတော့88ကနေပြီးကျွန်တော်တို့ဒီကနေ့ဒီချိန်ထိနော်လက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးအဖွဲ့တွေထောင်နဲ့ချီပေါ်ခဲ့တယ်
ဟုတ်ပြီဘာကြောင့်မလို့ဥပမာ88မှာဗျာ ABSDF ပေါ်တယ်နောက်ပြီးတော့ NCGUB ပေါ်တယ်ဟုတ်လား NCGUB ဆိုတာဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ပြည်အစိုးရလာ ABSDF ဆိုတာចောင်းသားတက်မလို့ဆိုပြီးဖွဲ့လိုက်တယ်ဟောပြီးတော့အဲ့ကနေပြီးတော့ဘာပေါ်လာလဲဆိုတော့ကျွန်တော်တို့96မှာတောခိုကတော့နောက်တဲ့အဖွဲ့တစ်ခုပေါ်လာတယ်ပြီးတော့2009မှာတောခိုကတော့နောက်တဲ့အဖွဲ့တစ်ခုပေါ်လာတယ်ဟော2021ရောက်လဲရောက်တော့ NUG တို့ PDF တို့ဆိုပြီးထပ်ပေါ်လာအဓိကကဘာလဲဆိုတော့အဖွဲ့ခေါင်းစဉ်နာမည်တက်ပြီးတော့နိုင်ငံတကာကရန်ပုံငွေတွေနဲ့ပြည်တွင်းကဟလာပြည်တွင်းကပြည်ပကပြည်ပေးတွေရဲ့ပြည်တွင်းကမသိနားမလဲတဲ့ပြည်သူတွေရှေ့ကနေပြီးတော့လိန်ပြီးအလူခံစားနေကြတဲ့အဖွဲ့တွေဆိုတာကျွန်တော်ဒါကိုသွားတွေ့ရတယ်အခု NUG အဖွဲ့နဲ့ပတ်စံတောင်းလို့မရတယ်ပတ်စံအလူခံလို့မရတဲ့ခါကျတော့ SCEF ဆိုတဲ့ခေါင်းစဉ်တက်ပြီးအလူခံစားဖို့ကြိုးစားတာပဲဒါပဲကျွန်တော်ဒါပဲမြင်တယ်အဲ့တော့ဘာလဲဆိုတော့အဓိကကတော့ငါဆရာဖြစ်တာမင်းညမ်းလို့ဆိုတဲ့စကားကိုပဲကျွန်တော်သုံးရမှာပဲအဲ့တော့ညမ်းတဲ့ကောင်တွေကတော့ဆက်ညံ့နေဦးမှာပဲတစ်ဖက်မှာရှိတဲ့ကောင်တွေကအလူခံစားလို့ကောင်းနေတဲ့ကောင်တွေကတော့ဆက်ပြီးအလူခံစားနေဦးမှာပဲလို့เนาะကျွန်တော်ဒီလိုပြောချင်ပါတယ်ဒီလိုပြောရင်းနဲ့28ရက်9လ2026ခုနှစ်အတွက်နေ့စဉ်သတင်းသုံးသပ်ချက်ကိုကျွန်တော်ဒီမှာအဆုံးသတ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ